Okay အားလုံးပဲကျွန်တော်လီယိုပါဆိုတော့ဒီနေ့မှာတော့ Photoshop ထဲမှာဒီလိုမျိုး abstract line လေးကိုဘယ်လိုလုပ်ရမလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ tutorial လေးကိုလုပ်ဖို့အတွက်ပထမဆုံးအနေနဲ့ကျွန်တော် control N လေးနဲ့ A4 လေးရင်ခေါ်လိုက်မယ်ပြီးတော့ရင်တော့သူ့ရဲ့ color ကို control I လေးနှိပ်ပြီးတော့အမဲလေးပြောင်းထားလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့သုံးပါက brush tool B မှာကျွန်တော်တို့ရိုးရိုးတန်းတန်းပုံမှန် brush tool လေးပဲသုံးမယ်ပြီးတော့ရင်သူ့ရဲ့ size ကိုတော့ကျွန်တော်တို့က3လောက်ပဲထားမယ် hardness ကိုတော့ကျွန်တော်100အပြည့်တင်လိုက်မယ်ပေါ့နော်Okay အဲ့လိုမျိုးတင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ်တစ်ဆင့်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှမရှိတဲ့ plain layer လေးတစ်ခုခေါ်မယ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ pen tool P လေးနဲ့ P မှာမှကျွန်တော်တို့ကရိုးရိုးတန်းတန်း pen tool မဟုတ်ဘူး curve pen tool လေးကျွန်တော်တို့ပြောင်းပြီးတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ pen tool လေးနဲ့စပြီးတော့ကောက်မယ်ပေါ့နော်ဒါမျိုးအကွေးလေးပေါ့Okay ကျွန်တော်တို့ခုသုံးပါကဒါမျိုး abstract line လေးလုံးမှာဆိုတော့ကျွန်တော်တို့လိုချင်သလိုအကွေးလေးအရင်ဆုံးကွေးလိုက်မယ်ကွေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ shape လေးကိုလိုသလိုလေးနည်းနည်း adjust ပြန်လုပ်မယ်ပေါ့နော် pen tool ရဲ့ shape လေးကို adjust ပြန်လုပ်မယ်လိုအပ်လို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုး pen tool မှာ add point လေးထပ်ထည့်ပြီးတော့ကျွန်တော်တို့ curve လေးနည်းနည်းလေးပြန်ပြီးတော့လုပ်လို့ရတယ်ပေါ့နော် Okay အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့က brush ရဲ့ color ကိုတော့အဖြူအောင်ထားရမယ်ပြီးတော့ pen tool မှာပဲကျွန်တော်တို့ right click stroke pad ဆိုတဲ့ကောင်လေးမှာကျွန်တော်တို့ brush ကိုရွေးလိုက်မယ် Okay ရွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီမှာ okay နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ brush လေးဝင်သွားပြီပြီးတော့ရင်တော့ကျွန်တော်တို့ keyboard မှာ escape ကိုနှစ်ချက်နှိပ်ပြီးတော့ pen tool လေးကိုပြန်ပြီးတော့ cancel လိုက်မယ်ဒါဆိုရင် pen tool ရဲ့ path လမ်းကြောင်းလေးပျောက်သွားမယ်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ layer ရဲ့အရှိအဒီနားကွက်လေးမှာ right click select bezel လေးလုပ်မယ်ဒါမှမဟုတ်လဲ control လေးဖိပြီးတော့ဒီအရှိအကွက်လေးမှာ click နှိပ်လိုက်လေးရတယ် Okay select မှတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ edit ထဲမှာ define brush preset ဆိုတဲ့ကောင်လေးကိုသွားပြီးတော့ရွေးပေးမယ်ပြီးတော့ရင်တော့ကျွန်တော်တို့ brush name လေးပေးလိုက်မယ်เนาะအဲ့တော့ offset ဆိုတော့ကျွန်တော်တို့အတူကောက်ပဲ3ပေါ့နော် Okay ပြီးတော့ရင်တော့ကျွန်တော်တို့ okay ကိုနှိပ်မယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ brush လေးရပြီပေါ့နော်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ select မှတ်တာတော့ control D နဲ့ D select ပြန်လုပ်မယ်ပြီးတော့ရင်ကျွန်တော်တို့ layer ကို delete လေးနှိပ်လိုက်မယ်Okay အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က brush စပြီးတော့ပုတ်ကြည့်လို့ရပြီပေါ့နော် Okay ဒီနေရာမှာတော့ brush ကြီးကဒီတိုင်းပဲရှိနေအောင်ပါအဲ့တော့ control Z ကျွန်တော် new layer လေးပြန်ခေါ်မယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်က brush setting panel လေးကို click တစ်ချက်ထောက်မယ်ထောက်ပြီးသွားရင်ကျွန်တော်တို့ရဲ့ brush tip shape မှာကျွန်တော်တို့က spacing ကို2လောက်ပဲထားလိုက်မယ် Okay spacing ကို2လောက်ထားပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က shape dynamic ကိုဆက်ပြီးတော့သွားမယ်ဒီနေရာမှာကျွန်တော်တို့ angle gender ကိုကျွန်တော်တို့ off ဖြစ်နေတာလေးကို fade ပြောင်းလိုက်မယ်ပြီးတော့ရင်သူ့ရဲ့ amount ကိုကျွန်တော်တို့600လောက်တင်လိုက်မယ်ပေါ့နော် Okay အဲ့ဒါပြီးရင်တော့ဒီကောင်လေးကိုတစ်ချက်ပြန်ပြီးတော့ပိတ်လိုက်မယ် Okay ဒီနေရာမှာကျွန်တော်တို့ smoothing ကိုတော့100အပြည့်တင်ထားဖို့လိုမယ်ပြီးရင်တော့ကျွန်တော်တို့ brush လေးစပြီးတော့ပုတ်ကြည့်လို့ရပြီOkay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုချင်တဲ့ abstract line တွေစပြီးတော့ရပြီတကယ်လို့များအကြီးအသေးလုပ်ချင်တယ်ဆိုလို့ရှိရင် size လေးနည်းနည်းပြန်သေးလိုက်မယ်ပြီးတော့ရင် abstract line လေးပြန်ပြီးတော့ဆွဲကြည့်မယ် Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ abstract line လေးရပြီเนาะအဲ့တော့ပြဿနာ color ဘယ်လိုဖြည့်မှာလဲဆိုလို့ရှိရင်တော့ထုံးစံနိုင်မယ်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီဘက် layer မှာ right click blending option လေးသွားပြီးတော့ကျွန်တော်တို့ gradient overlay လေးနဲ့ကိုလိုချင်တဲ့ gradient color လေးပြန်ပြီးတော့ဖြည့်မယ်ပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်တို့ gradient color လေးဖြည့်ပြီးသွားပြီပြီးတော့ကျွန်တော်တို့ဒီအပေါ်မှာစာလေးပြန်ရေးမယ်ပေါ့နော် abstract line ဆိုပြီးတော့graphic design ကိုလည်းစိတ်ဝင်စားတယ်ကိုကဒီ career နဲ့လည်းရှောက်လန်းမှုစဉ်းစားထားတယ်ပြီးတော့ရင် online class တွေတက်ရတာလည်းတိတ်အားမရဘူးဆိုလို့ရှိရင်တော့ကျွန်တော် grade ဖွင့်လှစ်ထားတဲ့ Visionary Vista Academy ကcareer training offline class လေးရှိပါတယ်ဒီအထက်မှာဆိုရင်တော့ graphic design ကိုအခြေခံတွေလုပ်ငန်းကိုဝင်နိုင်တဲ့အထိသင်ကြားပေးမှာဖြစ်ပြီးတော့ဒီ graphic design တခုတည်းမဟုတ်ဘဲနဲ့ camera ရိုက်ကူးရေးအခြေခံတွေပြီးတော့ရင် video editing အခြေခံတွေကိုလည်းတခါတည်းလူတွေအပြင်မှာကိုယ်တိုင်သင်ကြားပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဒီတန်းလေးကို join ချင်တယ်ဆိုလို့ရှိရင်အခုဖော်ပြထားတဲ့ page လေးမှာကျွန်တော်အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်အဲ့တော့ video လေးကိုဆက်သွားလိုက်အောင်ပါမေးတော့မလို့ကျွန်တော်ကြီးရလည်း9ယောက်ပဲလက်ခံတာဆိုတော့အခုပဲကျွန်တော်ရဲ့ message box ကနေလာပြီးတော့အသေးစိတ်မေးမြန်းလိုက်ပါကဲကျွန်တော်ဝင်စရာရှိရလဲဝင်ပြီးသွားပြီဆိုတော့ဒါကတော့ final design တွေပါအဲ့တော့ like လုပ်ကြည့်လို့ရတဲ့သူတွေလည်းလုပ်ကြည့်လိုက်ပါကျွန်တော်ပြီးသွားလို့ရှိရင် comment မှာကိုလုပ်ထားတဲ့ပုံလေးမှန်ကန်လို့ရပါတယ်ကဲအဲ့တော့ကျေးဇူးတင်ပါတယ်bio မှာ YouTube link လေးရှိရယ် YouTube channel လေးကိုလည်း subscribe လုပ်ထားလိုက်ပါနောက်ထပ် video မှာပြန်တွေ့ပါမယ် see you guys